လုပ်ငန်းတစ်ခုစတင်ဖို့ပတ်စံများကြီးလိုတယ်လို့ထင်နေတုံးလားလူတော်တော်များများကလုပ်ငန်းစပြီဆိုတာနဲ့ဆိုင်ကဲငှားမယ်ပစ္စည်းတွေအများကြီးဝယ်စုမယ်အကျွေးတွေတင်မယ်ဆိုပြီးတွေးကြပါတယ်ဒီလိုနဲ့လုပ်ငန်းတစ်ခုစတင်ဖို့တွန်းဆုံနေသူတွေလည်းရှိပါတယ်တကယ်တော့စီးပွားရေးတစ်ခုအောင်မြင်ဖို့ပြီးပြည့်စုံတဲ့ပလန်ရှိဖို့မလိုပါဘူးပြီးပြည့်စုံအောင်စောင့်နေတာကတင့်လုပ်ငန်းကိုအသေးတက်နေတာပါဘာကြောင့်လဲဆိုတာကိုဒီဗီဒီယိုမှာအတူတူလေ့လာကြည့်အောင်ဒီနေ့မှာမိတ်ဆွေတို့ရဲ့ idea တွေကိုလက်တွေ့အောင်မြင်မှုအဖြစ်ပြောင်းလဲနိုင်ဖို့ The Lean Startup စာအုပ်ထဲကအဖိုးတန်သင်ခန်းစာတွေကိုအနည်းချုပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ The Lean Startup စာအုပ်ဟာစာရေးဆရာ Eric Rice ရေးသားထားတဲ့ကမ္ဘာကျော်စီးပွားရေးဆိုင်ရာစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ဒီစာအုပ်ဟာလုပ်ငန်းသစ် Startup တစ်ခုကိုစတင်တည်ထောင်တဲ့အခါမှာငွေကြေးနဲ့အချိန်ကုန်သက်သာစေပြီးအောင်မြင်မှုနှုန်းပိုမြင့်မားအောင်ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့နည်းလမ်းတွေကိုအဓိကထားရှင်းပြထားပါတယ်။ Vision မျှော်မှန်းချက်Startup တစ်ခုကိုစီမံတာဟာရိုးရိုးလုပ်ငန်းတွေနဲ့မတူပါဘူး။အရာအလုံးမရေရာတဲ့အခြေအနေမှာအလုပ်လုပ်နေရတာမို့စွန့်ဦးတီထွင်မှုဆိုတာထူးခြားတဲ့စီမံခန့်ခွဲမှုပညာရပ်တစ်ခုဖြစ်လာပါတယ်။ဒီနေရာမှာကျွန်တော်တို့အာရုံစိုက်ရမှာကပစ္စည်းထုတ်ဖို့ထက် validated learning လို့ခေါ်တဲ့လက်တွေ့ကျကျသင်ယူမှုရဖို့ပါ။ကို့ idea ကလူတွေအတွက်တကယ်တန်ဖိုးရှိရလားဆိုတာကိုအကြီးအကျယ်မရင်းနှီးခင်သိပ္ပံနည်းကျအရင်စမ်းသပ်ရပါမယ်။ဥပမာကဘာကျော် Zappos ကိုကြည့်ပါသူတို့ဟာဖနက်တွေအများကြီးဝယ်မစုခင်ဂိုဒေါင်ကြီးတွေမဆောက်ခင်မှာအရင်ဆုံးဖနက်ဓာတ်ပုံလေးတွေရိုက်ပြီး website ပေါ်တင်ကြည့်ခဲ့တယ်လူတွေတကယ်ဝယ်မဝယ်ဆိုတာကိုအရင်ဆုံးသိပ္ပံနည်းကျစမ်းသပ်ခဲ့တာပါစတီယာလမ်းညွန်မောင်းနှင်ခြင်းစီးပွားရေးတစ်ခုစတင်ပြီးဆိုတာနဲ့ကျွန်တော်တို့အားလုံးမှာ leap of faith လို့ခေါ်တဲ့ယုံကြည်ချက်ပေါ်အခြေခံထားတဲ့စွန့်စားမှုတွေရှိကြပါတယ်အဓိကနှစ်ချက်ကိုကျွန်တော်တို့ကိုပြန်မေးရပါမယ်နံပါတ်1 value hypothesisငါထုတ်တဲ့ပစ္စည်းကလူတွေအတွက်တကယ်ရောတန်ဖိုးရှိရဲ့လားနံပါတ်2 growth hypothesis ဒီပစ္စည်းကိုလူတွေကတယောက်နဲ့တယောက်လက်ဆင့်ကမ်းပြီးအလိုလိုပြန်သွားအောင်ဘယ်လိုလုပ်မလဲဒီမေးခွန်းတွေကိုအဖြေရှာဖို့အတွက်အချိန်တွေအများကြီးပေးပြီးပစ္စည်းကိုအချောတက်မနေပါနဲ့အောင်ဒီနေရာမှာ MVP minimum viable product ဆိုတာလိုအပ်လာပါပြီအကောင်းဆုံးအလားဆုံးဖြစ်အောင်စောင့်မနေပဲအခြေခံအကျဆုံးလှုပ်ဆောင်ချက်လေးနဲ့ဈေးကွက်ထဲကိုအမြန်ဆုံးထုတ်ပြပြီးစမ်းသပ်ကြည့်ရမှာပါဒါပေမဲ့စမ်းသပ်တဲ့အခါမှာလည်းတစ်ခုသတိထားရမှာက innovation အကောင့်လေးမှာ page like တွေ follower တွေလိုမျိုးကြည်ကောင်းရုံသက်အပေါ်ယံကိန်းဂဏန်းတွေကိုကြည့်ပြီးကိုမညာပါနဲ့တကယ်ကြည့်ရမှာ actionable metric ပါဝယ်သူတွေကတကယ်ရောစွဲစွဲမြဲမြဲသုံးနေကြရဲ့လားအဲ့ဒီ data ကမှအစစ်အမှန်ပါနောက်ဆုံးမှာတော့ရလာတဲ့ data ပေါ်မူတည်ပြီးအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုချရပါမယ်ကိုသွားနေတဲ့လမ်းကအလုံးမဖြစ်တော့ဘူးဆိုရင်ခေါင်းမာပြီးရှေ့ဆက်မတိုးပါနဲ့ယူဟာအသစ်တစ်ခုကိုလမ်းကြောင်းပြောင်းလိုက်ပါအဲ့ဒီလိုလမ်းကြောင်းပြောင်းနည်းအမျိုးအစား10မျိုးကိုလည်းဒီစာအုပ်မှာအသေးစိတ်လေ့လာနိုင်ပါတယ်ခင်ဗျာ feedback အမျိုးအစား10မျိုးနံပါတ်1 zone in feedback product ထဲကလှုပ်ဆောင်ချက်တစ်ခုတည်းကိုပဲလူတွေကအရန်ကြိုက်နေရင်တန်တာတွေအကုန်ဖြုတ်ပြီးအဲ့ဒီတစ်ခုတည်းကိုပဲ product အဖြစ်ပြောင်းလဲလိုက်တာပါနံပါတ်2 zone out feedback zone in နဲ့ပြောင်းပြန်ပါကိုယ့်ရဲ့ product တစ်ခုလုံးက feature တစ်ခုစာပဲတန်ဖိုးရှိနေရင်အဲ့ဒီ product ကို feature တစ်ခုအနေနဲ့ထည့်သွင်းပြီးပိုကြီးမားတဲ့ product အသစ်တစ်ခုဖြစ်ပြောင်းလဲတာပါနံပါတ်3 customer assessment feedback သူ့ product ကကောင်းပေမဲ့မှားတဲ့လူတွေကိုရောက်နေမိတာမျိုးပါအဲ့ဒီခါပစ္စည်းကိုမပြင်မဲပြစ်မှတ်ထားတဲ့ဝယ်သူအုပ်စု target customer ကိုပဲပြောင်းလိုက်တာပါနံပါတ်4 customer need feedback ကိုဖြည့်ရှင်းပေးနေတဲ့ပြဿနာကဝယ်သူအတွက်သိအရေးမကြီးမှန်းသိလာတဲ့အခါအဲ့ဒီဝယ်သူမှာပဲရှိနေတဲ့တခြားအရေးကြီးတဲ့ပြဿနာတစ်ခုကိုရှာဖွေပြီးဖြည့်ရှင်းပေးတာပါနံပါတ်5 platform feedback application တစ်ခုအဖြစ်ကနေ platform တစ်ခုအဖြစ်ပြောင်းလဲတာသို့မဟုတ် platform တစ်ခုအဖြစ်ကနေ application တစ်ခုအဖြစ်ပြောင်းလဲလိုက်တာမျိုးပါနံပါတ်6 business architecture feedback high margin low volume ဈေးကြီးနဲ့အနည်းငယ်ရောင်းခြင်းကနေ low margin high volume ဈေးတက်တာနဲ့အများကြီးရောင်းခြင်းစသဖြင့်စီးပွားရေးပုံစံပြောင်းလဲတာပါနံပါတ်9 value capture feedback ပတ်စံရှာတဲ့ပုံစံ revenue model ကိုပြောင်းလဲတာပါဥပမာပစ္စည်းရောင်းတာကနေရစဉ်ချင်း subscription စနစ်ကိုပြောင်းလိုက်တာမျိုးပါနံပါတ်10 engine of growth feedback လုပ်ငန်းကြီးထွားအောင်လုပ်တဲ့နည်းလမ်းပြောင်းတာပါဥပမာဘိုင်ရန်ဖြစ်အောင်လုပ်နေရကနေကြော်ညာကသုံးပြီး paid engine တိုးချဲ့တဲ့ဘက်ကိုပြောင်းတာမျိုးပါနံပါတ်9 channel pivot ပစ္စည်းပို့ဆောင်တဲ့လမ်းကြောင်းပြောင်းတာပါဥပမာအယောင်ကိုယ်စားလှယ်တွေနဲ့ရောင်းနေရကနေ online ကနေဓာတ်ရိုက်ရောင်းတဲ့ဘက်ကိုပြောင်းတာမျိုးပါနံပါတ်10 technology pivot
တူညီတဲ့ပြဿနာကိုပဲပုံမကောင်းမွန်ပုံမမြန်ဆန်တဲ့နည်းပညာအသစ်တစ်ခုကိုအသုံးပြုပြီးဖြည့်ရှင်းပေးတာပါအရှိန်မြင့်တင်ခြင်းလုပ်ငန်းတစ်ခုကိုအရှိန်မြင့်တဲ့အခါအမှားယွင်းနည်းဖို့အတွက် small batches လို့ခေါ်တဲ့အနည်းငယ်စီလှုပ်ဆောင်ခြင်းကအရန်အရေးကြီးပါတယ်ပစ္စည်းတွေကိုတပြိုင်နက်အများကြီးအကုန်ကြခံထုတ်မဲ့အစားအနည်းငယ်စီထုတ်လုပ်ပြီးစမ်းသပ်တာကအမှားပြင်ရတာပုံမြန်သလိုအရင်းနှီးဆုံးရှုံးမှုကိုလည်းကာကွယ်ပေးပါတယ်ပြီးတော့တင့်လုပ်ငန်းကြီးထွားလာဖို့အတွက်ဘယ်အင်ဂျင်ကိုသုံးမလဲဆိုတာရွေးချယ်ရပါမယ်နံပါတ်1 Sticky Engine ဖောက်တဲ့ဟောင်းတွေကတင့်စီပဲထက်ကပြန်လာအောင်ဆွဲဆောင်တာလားနံပါတ်2 Viral Engine သုံးဆွဲသူတဦးကနေနောက်တဦးကိုတဆင့်စကားတဆင့်နဲ့ပြန့်နှံ့သွားစေတာလားနံပါတ်3 Fake Engine ဒါမှမဟုတ်ကြော်ညာကားတွေသုံးပြီးဖောက်တဲ့တစ်တွေရှာဖွေတာလားသုံးမျိုးတည်းကကိုယ့်လုပ်ငန်းနဲ့ကိုက်ညီတဲ့အင်ဂျင်ကိုအားကောင်းအောင်လုပ်ရပါမယ်ပြဿနာတစ်ခုခုကြုံလာရင်လည်းအပေါ်ယံမဲမကြည့်ပါနဲ့ Fight Wine နီလန်းကိုသုံးပါဘာကြောင့်လဲလို့9ချိန်လောက်စင်ကဲမေးလိုက်တာနဲ့ပြဿနာရဲ့အမြင့်တွေ့နေတဲ့အကြောင်းရင်းကိုတွေ့သွားပါလိမ့်မယ်ဒါဟာကုမ္ပဏီကြီးတွေမှာ status ဆန်လျင်မြန်တဲ့အဖွဲ့အစည်းလေးတွေဖန်တီးဖို့အတွက်လည်းမရှိမဖြစ်နီလန်းတစ်ခုပါပဲစာအုပ်ရဲ့နောက်ဆုံးမှာတော့ Eric Price ကလေလွင့်မရှိစေခြင်းဆိုတဲ့စကားနဲ့ညီကုန်းချုပ်ထားပါတယ်သွန်ဦးတီထွင်သူတယောက်ရဲ့အကြီးမားဆုံးအမှားဟာမလိုအပ်တဲ့အရာတွေအတွက်အချိန်ဖြုံးနေတာပါပဲဒါကြောင့်တကယ်တန်ဖိုးရှိတဲ့အရာပေါ်မှာပဲအာရုံစိုက်ပြီးတင့်ရဲ့အိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်လိုက်ပါဒီနေ့ကျွန်တော်ပြောပြသွားတာက The Lean Startup စာအုပ်ရဲ့အနှစ်သာရအစိတ်ပိုင်းလေးတွေပဲရှိပါသေးတယ်စာအုပ်ထဲမှာဒီထက်ပိုပြီးနက်နဲတဲ့နီးဗျူဟာတွေနဲ့တကယ် case study တွေအများကြီးရှိပါသေးတယ်မိတ်ဆွေရဲ့အချိန်တွေကိုတန်ဖိုးရှိအသုံးချပြီးအောင်မြင်တဲ့လုပ်ငန်းတစ်ခုတည်ထောင်ခြင်းနဲ့ဆိုရင်ဒီစာအုပ်ကိုဖတ်ကြည့်ဖို့အကြံပြုချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်ပါက like လုပ်ပြီး subscribe နှိပ်ထားပါဗျနောက်ထပ်မတူညီတဲ့အကြောင်းအရာတွေကိုဆက်လက်မျှဝေပေးသွားမှာပါကျေးဇူးတင်ပါတယ်